မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ KDA ကိုဆက်ရှင်ကတာဝန်တည်ဆောက်ထားတဲ့စာအုပ်လေးကြောင်းရှင်းပြပေးသွားမှာပေါ့နော်ဒီစာအုပ်လေးကကျတော့ကျွန်တော်တို့ကပဲခူးမြို့ဥဒ္ဒါမြို့တေးရက်ွက်ကြီး9မြေတိုင်း18ထဲမှာဆောက်လုပ်ထားတဲ့အစာအုပ်လေးပေါ့နော်ဒီစာအုပ်လေးကကျတော့ကျွန်တော်တို့ကပေ40 60 channel မှာဆောက်လုပ်ထားတဲ့အစာအုပ်လေးဖြစ်ပြီးတော့ကျွန်တော်တို့ဒီအိမ်ရဲ့အကျယ်ကတော့ကျွန်တော်တို့ဒီ25 35ပေါ့နော်ဆောက်လုပ်ထားတာပေါ့နော်ဒီကောင်လေးရဲ့ကုန်ကြစိတ်ကတော့ကျွန်တော်တို့ကဒီနှစ်ထပ်ပေါ့နော်နှစ်ထပ်စလက်မူးနဲ့ကိုပေါ့နော်ဒီ solar system တွေရောပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ solar system 10 kilo ပေါ့နော်10 kilo ဝတ်ထည့်ထားတယ်အဲ့ဒါတွေရောအပါဆိုလို့ရှိရင်ကျွန်တော်တို့ကုန်ကြစိတ်က3,400ကုန်ကြတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးကကျတော့ကျွန်တော်တို့ထည့်ချက်ဝင်ကြည့်အောင်နော်ကျွန်တော်တို့ဒီစာအုပ်လေးကအောက်ထပ်မှာကျတော့ကျွန်တော်တို့ကဟောကန်ကိုပဲအဓိကယူထားပြီးလို့ရှိရင်ကျွန်တော်တို့ကဟာပေါ့ဒီဘက်ကညာဘက်ကအချမ်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါအလုပ်ယုံပေါ့နော်ကပ်ပါကင်မဟုတ်ဘူးပေါ့နော်ဒီကောင်ကကျွန်တော်တူမထူးကြတယ်ဒီဘက်ကအလုပ်ယုံတစ်ခုလောက်ထားတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဒါဆိုလို့ရှိရင်25 35ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီရှေ့မှာဆိုလဲအကျေကြီးကြံနေတယ်ပေါ့နော်ဒီရှားကငကိုကြတဲ့တိုင်းကျွန်တော်တို့ကပေ60မဟုတ်ဘဲနဲ့68ပေဖြစ်နေတော့ကျတော့ကျွန်တော်ဒီရှေ့မှာပေကအများကြီးကြံနေတာအဲ့တော့ဒီဟာလေးကကျတော့ဒါ10မိနစ်စာရဲ့အလှပါနော်အဲ့တော့အောက်ထပ်မှာဆိုလို့ရှိရင်ဟော်ကန်အကျေယူထားတယ်ပြီးလို့ရှိရင်ကျွန်တော်မီးဝတ်ထမင်းစားကန်ယူထားတယ်ပြီးတော့ကျွန်တော်တို့ဒီဟိုပါပေါ့အေကန်တစ်ခန်းယူထားတယ်ပေါ့နော်အောက်ထပ်မှာဆိုလို့ရှိရင်ဘော်တက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမာစတာတစ်ခန်းယူတယ်ပြီးလို့ရှိရင်ကျွန်တော်တို့စင်ငယ်တစ်ခန်းယူထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအပေါ်ဆုံးထပ်မှာဆိုလို့ရှိရင်လှေကရင်ရှိမယ်လှေကရင်ပေးမှကျတော့ကျွန်တော် solar system ပေါ့နော်အဲ့လိုလေးထည့်ထားတယ်ပေါ့နော်solar ပြားကကျွန်တော်12ချက်ပြီးတော့ပတိတိုက်တွေနဲ့ပေါ့နော်အကုန်လုံးတက်ကြီးလို့တုံးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အိမ်တွင်းထဲမှာအပင်လေးပေါ့နော်စိုက်ထားဒါ10မိနစ်စာမြင်ခွင့်ပေါ့နော်10မိနစ်စာမြင်ခွင့်အဲ့တော့ဒါအသေးအထဲကိုတစ်ချက်ဝင်ကြည့်လိုက်အောင်နော်ဒါဆိုလို့ချင်း10မိနစ်စာပါလှပလောက်တာအထဲမှာကျတော့ကျွန်တော်တို့ဟောကန်ကတော်တော်ကိုကျဲတယ်ဒီဟာဆိုလို့ရှိရင် share ပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်လေကားအောက်မှာဆိုလည်းမြင်နေရလဲဟိုပါပေါ့spray လေးကိုအလကားမထားဘူးကျွန်တော်အောက်မှာအဲ့ဒီထဲမှာကျွန်တော် breaker box တွေဒီတိန်တို့ဝါရင်းမိုင်းနဲ့ပတ်သက်တဲ့ဟာကိုတယောက်ထက်မှထည့်ထားပါနော်ဒီမှာဆိုလို့ရှိရင်ဒါပြည်တော်တန်ခန်းတွေအပါပေါ့နော်ဒီ3,400ဆိုတာဒါဆိုလို့ရှိရင်ပချီကားလေးထည့်ထားတယ်ဒါဆိုလို့ရှိရင်ဒါပကန်းပချီကားလေးပေါ့နော်ဒီပချီကားတစ်ချက်တန်ကြီးကိုပဲကျွန်တော်တို့ဒီ4 သိန်းခွဲလောက်ရှိတယ်ဒီပချီကားတစ်ချက်ကိုပေါ့နော်ဒီကောင်ဗီဒီယိုထဲမှာမလို့သိနေတယ်ဒီကောင်တို့ကြီးတွေပဲနောက်တော့ gravity form ပုံစံမျိုးပေါ့နော်ပြီးတော့ဒါဆိုလို့ရှိရင်လှေကားပေါ့နော်အဲ့တော့ဒီဟာဆိုလို့ရှိရင်အေကန်လေးတစ်ချက်ဝင်ကြည့်လာပါနော်အေကန်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အလှပချဲပြထားပါနော်ဒါဆိုလို့ရှိရင်အေကန်လေးဆိုလည်းတော်တော်မိုက်တယ်အေကန်ရဲ့ဒါမျက်နှာချက်အလှပါနော်ပြီးတော့ဒီမှာဆိုလို့ရှိရင်အေကန်ရဲ့ဒီခုံနေရာမှာစကျွန်တော်ပါတယ်ပေါ့နော်3,400ဆိုတာခုံနေရာမှာစအလှပလေးတခြားလေး share ဝဲထည့်ထားတယ်ပြီးတော့အေကန်မှာမှကျွန်တော်ဒီဟောဒီအရှင်ထိုင်မှုတော့ပေါ့နော်ကျွန်တော်ဒီမှာခုံလေးနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်အပေါ်မှာတင်ထားတဲ့အလှပလေးရမှာစကျွန်တော် idea လေးနဲ့ပေါ့နော်ကြည့်ပြီးတော့လှမလို့လေးကြည့်ပြီးတော့ဆင်ထားတာပေါ့ဒါဆိုလို့ရှိရင်အဲ့ဒါလာတဲ့အခါကျရင်ဒါစပွဲကုန်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါပကံကရုံး set ကလေးပေါ့နော်ရုံး set ကလေးနဲ့အလှပချဲထားတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလိုက်ကာရမှာစတက်ထားတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းနောက်ခံပကြီးကားပေါ့နော်ပကြီးကားလေးနဲ့ရုံးကလေးနဲ့ဒီမှာဆိုရင်အင်းလေးလေးနဲ့ရုပ်ကလေးနဲ့ပေါ့နော်လှပလေးကတော့တခြားလေးလောက်ထားပါပေါ့နော်ဒီရရိုးရှင်းတယ်ဟိုနေဆိုတာတဲ့ဆိုနေအိမ်ဆိုတာထက်ကျွန်တော်တို့အလုံးတစ်ခုလုံးမဲ့ပုံစံမျိုးပေါ့နော်ကုမ္ပဏီရုံးခန်းပုံစံမျိုးပေါ့နော်အလုပ်ပုံစံမျိုးဖန်တီးထားတာပေါ့နော်အဲ့တော့ဒီဟာမှာတစ်ချက်ကြည့်လိုက်အောင်ဒီမှာဆိုလို့ရှိရင်ပကံတူပေါ့နော်ပကံတူပချီကားလေးနဲ့ပြီးတော့ကျွန်တော်ဒီဘက်ကမျိုးထွေးလာကတစ်ချက်ကြည့်အောင်ဒီဝတ်ထမင်းစားကန်ပါနော်ဒါတော့ဒီဝတ်ထမင်းစားကန်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒါရီကက်တာလေးနဲ့ကျွန်တော်ဒီမှာနော်ဒီဝတ်ထမင်းစားကန်ဒီခုံလုံးလေးပေါ့နော်ဒီကောင်ကတော့အပေါ်မှာကျွန်တော်ကက်ဘိနက်ပေါက်မပါဘူးအောက်မှာတော့ကျွန်တော်တို့စုံပါတယ်ပေါ့နော်အောက်မှာတော့ကက်ဘိနက်ပိတ်ဖွင့်နေပါတယ်ပြီးတော့ဒီကောင်အောက်ထပ်မှာကျွန်တော်တို့ဒီဟိုပါပေါ့အိမ်တိုင်းချုံကန်တစ်ခန်းပါတယ်ပေါ့အောက်ထပ်မှာဆိုလို့ရှိရင်အိမ်တိုင်းချုံကန်တစ်ခန်းပါမယ်အဲဆိုလို့ရှိရင်ပူတိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ရွှေရောင်လေးတုံးထားပါနော်ကျွန်တော်တို့လည်းဝေါ်ရှောက်ပါမယ်ရှောက်ပါမယ်ဒါဆိုလို့ရှိရင်အဝတ်တန်းလေးနဲ့ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ပြုပြစဉ်ကြည်မှန်ပုံပါပါနော်အဲ့တော့ဘော်ရဲကိုတစ်ချက်တော့ကြည့်ကြအောင်ဒီနောက်ဖေးမှာလည်းကျွန်တော်တို့ကဝယ်ရဟိုပါပေါ့ဒီမိမလာတဲ့ခါချက်ဖို့ပြဖို့အတွက်နေရာလေးတည်တံ့ပါနော်ဒါမှမဟုတ်လို့ရှိရင်ဝန်ထမ်းတွေအတွက်သုံးလို့ရတဲ့အချက်ဖို့ပြုတ်ပြီးလုပ်မဲ့နေရာလေးပေါ့ဒီကြံလေးတက်တက်လေးထုတ်ပေးထားတယ်
ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအေကန်ဒီရှေ့ကဟောကန်ကိုပြန်သွားပြီเนาะအထက်ကဟောကန်ပြန်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအပေါ်တက်ပေါ့ပေါ်တက်ကိုသွားလိုက်လို့ရှိရင်ပေါ်တက်မှာ master တစ်ခန်းကျွန်တော်တို့ single တစ်ခန်းရှိတယ်အောက်ထပ်မှာဆိုလို့ရှိရင်အလှဆုံးအခန်းကတော့ကျွန်တော်အကြိုက်ဆုံးအခန်းကတော့အေကန်ပေါ့เนาะဒီအပေါ်တက်မှာဆိုလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးအခန်းကတော့ဒီဖျားကန်ပေါ့ဖျားကန်ဆိုလို့ရှိရင်လည်းကျွန်တော်share ပဲလုပ်ထားပါเนาะဖျားကန်ဆိုလို့ရှိရင်ဘာလို့ဒါလှိကအတက်အဲဆိုလို့ရှိရင်ဖျားကန်ကတော့တကယ်ရှည်ပြီးမှလည်းကျွန်တော်ပကံပချီကားလေးပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါဖျားကန်ပါနော်ဖျားကန်ဘယ်လောက်တက်ပဲထားတာဖျားကန်မှာလာပါမှုနိဖျားလေးနဲ့ကျွန်တော်တို့ဒါဆိုတာတီဗီစင်ပေါ့နော်ပေါ်ထဲမှာရှိတဲ့တီဗီစင်ပြီးတော့ဒါကကျတော့အပေါ်ကလှိကိန်းကိုတက်တဲ့အခန်းပေါ့ဒီခန်းကိုတစ်ချက်ကြည့်ကြအောင်ပြမဆင်ကတစ်ခန်းမာစတာတစ်ခန်းပေါ့နော်ဆင်ကတစ်ခန်းကြည့်ကြအောင်ဆင်ကန်းလေးကတော့ကျွန်တော်တို့ကပစ္စည်းတွေတော့နည်းနည်းရှုပ်နေလိမ့်မယ်သူကဘာလို့ဆိုတော့လုံးလုံးမဲ့ဂျာဟိုနေရာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုပစ္စည်းတွေနည်းနည်းလေးပုံရိုက်ချင်လို့မရှော့အောင်လို့ဒီထက်အစုပြုံထည့်တာပါနော်ဒီမှာဆိုလို့ရှိရင်မာစတာကန်းတစ်ချက်ကြည့်ကြအောင်စတာကန်းမာစတာကန်းပါနော်ဒါဆိုကျွေးပေးစဉ်ကြည့်မယ်နော်ဖိုးတိုင်းနေနဲ့ပြီးလို့ရှိရင်ကျွန်တော်ဒါမာစတာကန်ထွက်သွားလို့ရှိရင်ကျွန်တော်ဒီဟောကဟိုပါပေါ့နော်ဖျားကန်ကိုပြန်အောင်ပြီးဒါအပေါ်တက်ကိုတက်မဲ့နေရာပေါ့နော်ဒီမှာဆိုလေကာပေးတွေမှာလည်းကျွန်တော်ပကြီးကားလေးပေါ့နော်မောင်စတော်လှည့်နေတဲ့ပုံစံမျိုးလေးပေါ့ဒီပေါ်မှာဆိုလဲဒီမှာလုပ်ငန်းသူတို့လုပ်ငန်းပစ္စည်းပေါ့နော်ဒါဆိုလို့ရှိရင်အပေါ်တကကျွန်တော်လှိကတက်လိုက်လို့ရှိရင်ကျွန်တော်ဒါဝင်ရတာပေါ့နော်ဝင်တာမီးအလားနဲ့ကျွန်တော်ဒီအပေါ်လက်သက်ဆောင်ပေါ့အပေါ်လက်သက်ဆောင်လို့ပြောလက်သက်ဆောင်ပေါ်မှာဒါဆိုလာ system ပေါ့နော်ဆိုလာ system ပတ်သက်တဲ့ဆိုလာတွေအလုံး12ချက်ဒါဟိုပါပေါ့မုံမလဲမှုပြီးရသွားတယ်ဒီပေါ်မှာဟိုပါပေါ့ဆိုလာကိုဒီပေါ်မှာပဲထားလိုက်တာပေါ့နော်အဲ့ဒီကဲအောင်လို့မလို့တော့ဒီမှာဒါဆိုလို့ရှိရင်ဒါညဘက်ဒီပေါ်မှာတက်ပြီးတော့အနားယူလို့ရမယ် view ပေါ့နော်ဒါညဘက် view ပေါ့ညဘက်အလားပါပါနော်အဲ့တော့ဒီအိမ်လေးကိုကျွန်တော်တို့ဒါဟောပါနော်ဒီအိမ်လေးကိုဟိုလေ့လာခြင်းတယ်ဆိုလို့ရှိရင်ဒါဥဒ္ဒါမျိုးတည်းရက်ွက်ကြီး9ပေါ့နော်မြေတိုင်းဆက်ခွန်ပေါ့နော်အဲ့မှာလာပြီးတော့လေ့လာလို့ရပါတယ်ပြီးတော့ဒီအိမ်လေးရဲ့ကုန်ကြစိတ်ကကျွန်တော်တို့ဒီ solar system တွေဒီ light ကာတွေရောဒီဖျားစင်းတွေအလှတွေပါတွေရမှာအစအကုန်လုံးပေါ့နော်ဒီအပါမအကုန်လုံးမှာကျွန်တော်တို့ဒီဒါအောက်ကတော့ကြွေပြခဲ့မှာထက်တယ်လို့အဲ့ဒါတွေရောအပါမကျွန်တော်တို့ဒီ3300ကုန်ကြပါတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ KTK construction ကိုဟိုကျွန်တော်တို့အများအားကြီးစုပေးနေတဲ့ပြည်သက်တွေရောအများအားအားပေးနေတဲ့ပြည်သက်တွေရောအလုပ်အပိကြတဲ့ transmission အားလုံးရောကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီကြားလိုက်ပြီးတော့ပြောကြလိုပါတယ်ခင်ဗျာ